ပြုကျင်နာနံပြုရာယောသူမဟုတ်ငါမဟုတ်ဧရာနနေယောဓမ္မလတ္တနနေယောဖြစ်ပြတတ်တဲ့နနေယောကဲဉာဏ်အပိုင်းကိုတို့ယောဂီတို့ဉာဏ်ဥပဒနာဉာဏ်ပွားပြီးတော့နယဝိပဿနာနီးယူပြီးတော့ပွားများအပ်ပြီးနယဝိပဿနာနီးနေရနောက်ဆိုတော့ပြောတာဗျာဝိပဿနာပွားများအားလုံးကိုနီးကောင်းနေရရှိအဲဒီဒီမှာဗျာဉာဏ်ပွားပြီးတော့ပွားလိုက်ကြပြီးတော့ဒီလိုပွားနေတဲ့အစိုးရကောင်းခြင်းနဲ့ပြည့်စုံသွားတော့ကဒါကြောင့်ဘာဝနာပြုလို့တော့အထက်တန်းပြီးတော့အစိုးရကောင်းခြင်းနဲ့ပြည့်စုံနေကြပြီးရေကိုယ်လေးကောင်းအစာလေးကောင်းနောင်လေးကောင်းလေလေးကောင်းပြီးကောင်းခြင်းသုံးရာသာသနာနဲ့ပြည့်စုံနေကြပါပြီတော့ဟူ၍ပဋ္ဌနာအောင်စုအခါခါပြုလိုက်ကြရသည်ကဲဒီနေ့ယခုပြုလုပ်ကြတဲ့မင်းတို့ဒီသားစုများပြုရကသည်